မင်္ဂလာပါနော်မိုးပြပြချင်တယ်တလားမိုးလာမေးကြရပေါ့နော်မမရေးတဲ့နော်ဟိုသူ့အမျိုးသားလေးကအမျိုးသားဖောက်ပြန်တယ်နောက်ပြီးတော့သူတို့ကိုလည်းပြစ်ထားတယ်တဲ့နော်ပြစ်ထားတယ်ဘာဖြစ်လို့လဲမမရေးတဲ့နော်သူတို့ဘာအပြစ်ရှိလို့လဲတဲ့မိုးတစ်ခါလေးဖြေပေးပါမယ်အပြစ်ထားခံရတဲ့မိသားစုတွေကဘာအပြင်းမှလုပ်ထားတာမရှိသလိုအမှားလည်းမရှိပါဘူးဘာကြောင့်သူတို့ပြစ်ထားတာလဲဆိုတော့ရှင်းပြောရရင်သူတို့မှာအိမ်တော်စုနှစ်စုကိုလုတ်ကျွေးနိုင်တဲ့အရေးရှင်းမရှိလို့ပါသုံးစားမရလို့ပါနော်သူတို့မှာမိသားစုတစ်ခုကိုတောင်တင့်တောင့်တင်လည်းမထားနိုင်တဲ့လူသားတွေကနောက်တစ်မိသားစုထပ်ယူဖို့တွေးတယ်ဆိုတာသူတို့ရဲ့တဏှာစိတ်ကြောင့်ပဲတွေးတာပါမိသားနော်ကိုကချစ်ခင်လို့မျက်နှိုးလို့နှွေးထွေးလို့ကျင်နာလို့ဆိုတဲ့အကြောင်းပြချက်တွေဟာဖောက်ပြန်တဲ့သူတွေအတွက်မဟုတ်ဘူးဖောက်ပြန်တဲ့သူကချင်းပဲရင်းနှီးလို့ပါနှွေးထွေးလို့ပါကျင်နာလို့ပါตายရလို့ပါဆိုတဲ့စကားလုံးအပေါ်ယံနေဟာသူတို့အတွက်ဘာမှမဟုတ်ဘူးသူတို့စိတ်မှာတစ်ခုပဲရှိတယ်ဒီမိန်းမကိုသူရိုးလို့နောက်မိန်းမသူထပ်ပြီးကြိုက်တယ်အဲ့လိုပဲအဲ့မိန်းမကိုယူရင်နောက်တစ်ယောက်ထပ်ကြိုက်မယ်အဲ့လိုပဲအဲ့ဒီခါကြိုက်လဲသူဒီမိသားစုခဲ့မှာဘာလို့လဲ तू ကမိသားစုနှစ်စုကို तू ခြာကျွေးနိုင်တဲ့လူဒန်းစားမဟုတ်တယ်လို့သုံးစားရတဲ့လူဒန်းစားလည်းမဟုတ်လို့သူဒီကိုယ့်ရဲ့မိသားစုကိုစွန့်ပစ်ပြီးနောက်တစ်ယောက်ကိုယူတာအဲ့နောက်တစ်ယောက်ကိုယူပြီးကိုယ့်မိသားစုကိုရော်ချေးပေးနိုင်လားဆိုလဲမပေးနိုင်ဘူးထောက်ပံ့ချေးပေးနိုင်လားဆိုလဲ तू မပေးနိုင်ဘူးဘယ်ပေးနိုင်မလဲ तू မှသုံးစားမရတဲ့ကောင်ဟုတ်လားအဲ့တော့မိန်းမဘက်ကချမ်းသာရင်တော့အဲ့မိန်းမရှိကပတ်စံယူမယ်ယူပြီးရင် तू ကဒီဘက်မှာကွာချင်းဖို့ရော်ချေးပေးမယ်လို့ तू ပြောလိမ့်မယ်ဒါပေမဲ့ तू ကိုယ်တိုင်နောက်အဲ့ဒီပတ်စံလောက်မချနိုင်တဲ့လူဒန်းစားဆိုတော့ကိုယ်စွန့်ပစ်သွားတယ်ဝမ်းမနေနဲ့